ဒါကတော့ဝါတယုံရှိယုံနဲ့တထေးလုပ်လို့ရမယ့်ဒေါ်လာ3000တန်ဝါနှင်းမှုတ်တွေပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ဝါအစ်စ်နားကဖြူဖြူအမှုန့်လေးတွေကိုအနောက်နိုင်ငံသားသားတွေကဒေါ်လာ1000နဲ့ချီပေးဝယ်ကြပြီးတရုတ်မှာဆိုရင်ဒီနှင်းမှုတ်လေးတွေကိုတကူးတကချစ်ထုတ်ပြီးရောင်းစားကြပါတယ်သိပ္ပံပညာရှင်တွေရဲ့အဆိုအရဝါကရတဲ့အမှုန့်ဟာဝါပင်တွေကရေနဲ့အာဟာရဓာတ်တွေဓာတ်ပြုတာကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒီအမှုန့်ထဲမှာခန္ဓာကိုယ်ရဲ့အက်ဆစ်စွမ်းအားဖြစ်ပျက်မှုကိုကာကွယ်ပေးမယ်ဇီဝသတ္ထုတွေနဲ့ရေဓာတ်ကိုထိန်းညှိပေးမယ်ဓာတ်ပစ္စည်းတစ်မျိုးလည်းပါဝင်ပါတယ်ဒီလိုကောင်းကျိုးများတဲ့အမှုန့်လေးတွေကိုဝါပင်အနုလေးတွေနဲ့တက်တန်းရင်ဝါတွေရဲ့အစစ်နားမှာတွေ့ရလေရှိပြီးပူနွေးဆွတ်တဲ့အာရှဒေသကဝါပင်တွေမှာပဲတွေ့ရတဲ့ဆေးဘက်ဝင်အစားအစာဖြစ်ပါတယ်ဒါကြောင့်ရှားပါလာတဲ့ဝါမုန့်တွေကိုတေချာလေးချစ်ထုတ်ပြီးပကံလုံးထဲရေနွေးနဲ့ရောလိုက်ရင်ကြည်ကြည်လင်းလင်းလေးနဲ့ငှက်တိုက်လိုဖြစ်သွားပါတယ်မိမိဆန္ဒရှိသလိုဝါမုန့်နဲ့ရေကိုရောပြီးမီးအေးအေးနဲ့ကြိုလဲတစ်မျိုးစားကောင်းပါတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာတော့ဒီလောက်အဖိုးတန်တဲ့ဝါမုန့်ကိုစားရကောင်းမှန်းတော့မသိပဲပြစ်ပယ်ထားကြတာမို့သူများနိုင်ငံထက်ခြေတလန်းနောက်ကျနေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်လူကြီးမင်းတို့ရောဒီလိုဝါမုန့်လေးတွေကိုမြင်မှုကြရဲ့လားဆိုတာနဲ့မိမိအနားမှာရှိရင်လည်းအကျိုးရှိရှိအသုံးချပါလို့အမှားပါလိုက်ရပါတယ်နော်